ခုတစ်ခေါက်ဗီဒီယိုမှာတော့ဒီကနေ့စက်တင်ဘာ30ရက်နေ့ရဲ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့လီဗာပူးအသင်းရဲ့တောင်ပန်ကစားသမားရှီယေဇာဟာဂလာတာဆာရီအသင်းနဲ့ကစားမဲ့ချန်ပီယံလိဂ်လူစင်းမှာပါဝင်မလာခဲ့ဘူးလို့လည်းသိရပါတယ်နီးပြကြီးအနာစလောကတော့ရှီယေဇာဟာတက်တာမရှိဖြစ်နေတာကြောင့်အခုပွဲကိုခေါ်ယူမသွားတာဖြစ်တယ်လို့လည်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်တင်ဟမ်စပါအသင်းရဲ့တိုက်စစ်မှုဒိုမနစ်ဆိုလန်ကီယာသူ့ရဲ့ဒဏ်ရာကိုခွဲစိတ်ကူးတာမှုပြုလုပ်သွားမှာဖြစ်ပြီးဘယ်လောက်ကြာအောင်အနားယူရမလဲဆိုတာကိုတော့မပြောနိုင်သေးပါဘူးလို့တော်တင်ဟမ်စပါအသင်းရဲ့နီးပြသောမတ်ဖရန်ကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ပရီးမီးယားလိဂ်ပွဲစဉ်6ရဲ့လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အေဗာတန်အသင်းနဲ့ဝက်ဆန်တို့ရဲ့ပွဲစဉ်မှာတော့မရင်းညာကစားခဲ့ပြီးတစ်ပတ်တကိုးစီနဲ့တေးရလက်ထပ်ပေါ်သွားခဲ့ပါတယ်အီတလီစီးရီးမှာတော့လာဇီယိုအသင်းဟာဂျီနိုအာအသင်းကိုအဝေးဝင်းမှာ3ဂိုးပြတ်နဲ့အနိုင်ကစားသွားနိုင်ခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘာစီလိုနာအသင်းရဲ့အားကစားတိုက်တာဒေကိုဟာသူတို့အနေနဲ့ဘီဘာဟိုတောင်မန်ကစားသမားနီကိုဝီလီယံကိုဘယ်တော့မှခေါ်ယူဖို့ကြိုးစားခြင်းမရှိခဲ့ပဲနီကိုဝီလီယံရဲ့အေဂျင့်ကသာဘာစီလိုနာဘက်ကိုအကြိမ်များစွာဆက်သွယ်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ဒါပေမဲ့ဘာစီလိုနာအသင်းဟာလီဗာပူးတောင်မန်ကစားသမားဟောင်းလူးဝစ်ဒီယက်ကိုတော့ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့လည်းဝန်ခံထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ဒီခုနှစ်ဘောလုံးရာသီရဲ့စပိန်စူပါဖလားပွဲစဉ်တွေကိုဒါမဲ့2026ဇန်နဝါရီလထဲမှာကျင်းပသွားမှာဖြစ်ပြီးအေတီကိုနဲ့ရီယယ်မက်ဒရစ်ဘာစီလိုနာနဲ့ဘီဘာဟိုအသင်းတို့ဟာဆီမီဖိုင်နယ်အဆင့်ကနေစတင်ရှင်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂနဝင်ကစားသမားဟောင်းရီယိုဖာဒီနန်ကတော့ဘရူနိုဖာနန်ဒက်စ်ကိုကွင်းလင်မှာထားပြီးကစားလို့ရနိုင်ပေမဲ့ဒါဟာဘရူနိုစီကနေအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုရနိုင်မှာမဟုတ်ပဲအလီဟာလန်ကိုတောင်မန်ကစားသမားဖြစ်ကစားခိုင်းတာနဲ့အတူတူပဲဖြစ်တယ်လို့လည်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂနဝင်ကစားသမားတူဖြစ်တဲ့ရေယိုနီကတော့လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းမှာဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာအနည်းဆုံးတော့ဒီအချိန်မှာအသင်းပိုင်ရှင်တွေစီကနေချင်းချင်းလေးလေးမက်ဆေ့တစ်ခုကိုပေးဖို့လိုနေပြီလို့ကျွန်တော်ထင်ပါတယ်။ရေဇာစီကပဲဖြစ်ဖြစ်စာချင်ရက်ဂရစ်စီကပဲဖြစ်ဖြစ်ဘသူစီကပဲဖြစ်ဖြစ်ပေးသက်ကိုအသင်းဟာဘယ်လမ်းကြောင်းကိုဘယ်လိုသွားနေတယ်ဆိုတာကိုမက်ဆေ့တစ်ခုပေးသက်တွေကိုပေးသင့်နေပါပြီ။အခုကဘယ်လိုဖြစ်နေလဲဆိုရင်ကျွန်တော်တို့ကအသင်းပြိုကွဲပျက်စီးသွားမှာကိုထိုင်ဆောင်ပြီးကြည့်နေရတယ်လို့ပါပဲလို့လည်းဝေဖန်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘာစီလိုနာအသင်းဟာလူငယ်ကွင်းလယ်ကစားသမားလေးမတ်ဘာနယ်နဲ့စာချုပ်တက်တန်းတစ်ကို2029ဇွန်လအထိတက်တန်းရှိတဲ့စာချုပ်တစ်ချုပ်ဆိုလိုက်ကြောင်းတရားဝင်ကြေညာသွားခဲ့ပါတယ်။ဆက်ရွှေနှစ်အရွယ်ရှိဘာနယ်ရဲ့စာချုပ်မှာတော့စာချုပ်ပြည်သက်ကြီးယူရိုတန်း900အထိသတ်မှတ်ထားကြောင်းလည်းသိရှိရပါတယ်။အာဆင်နယ်အသင်းဟာအားထားရတဲ့အဓိကနောက်ခံကစားသမားဝီလီယံဆလီဘာကို2030ခုနှစ်အထိစာချုပ်တစ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ပြီးမကြာမီမှာတရားဝင်အတည်ပြုနိုင်တော့မှာလည်းဖြစ်ပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ချဲလ်ဆီဘိုးအဖွဲ့ဝင်တွေဟာလက်ရှိနီးပြအန်ဆိုမာရက်စကာနဲ့ပတ်သက်ပြီးတန်တရားဖြစ်ရှင်လုံးဝမရှိဘဲနီးပြယာရုကနေထုတ်ပယ်ဖို့ဘာပြဿနာမှမရှိကြောင်းသိရှိရပါတယ်။ဒါမဲ့ရှစ်လတာကာလာအတွင်းမှာထူးခြားတဲ့အံ့အားသင့်စရာအခြေအနေတွေဖြစ်ပေါ်လာသည့်တိုင်အောင်မာရက်စကာကိုကလပ်ရဲ့ရေရှည်စီမံကိန်းကိုဥဆောင်မဲ့နီးပြအဖြစ်သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။နီးပြရဲ့လှုပ်ဆောင်ချက်တွေကိုပြန်လည်သုံးသပ်ခြင်းကိုလည်းယာကြီးကုံချိန်မှသာပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဆယ်ချီတင်ဟာနီးပြအပြောင်းလဲများမကြာခဏပြုလုပ်လို့ရှိပေမဲ့ဒီချိန်မှာတော့မာရက်စကာရဲ့လက်အောက်မှာတင်ငိမ်တဲ့အနာဂတ်ကိုပုံဖော်ရန်ရည်ရွယ်ထားကြောင်းဖာဘီဇိုရိုမာနိုရဲ့သတင်းတွေအရသိရှိရပါတယ်။ဆိုတော့အခုတစ်ခေါက်ဗီဒီယိုအတွက်စက်တင်ဘာ30ရက်နေ့ရဲ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ပွဲဆောင်ရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရအားကစားသတင်းတွေနဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ။